Hello Yuri Collection Signature စကူးနိုင်တာပြန်လာပါပြီဒီစကူးထဲမှာဘာတွေပါလဲစကူးနိုင်တာတန်လားမတန်ဘူးလားဆိုတာကိုအခုဘာတွေပါလဲဆိုအရင်ပြပြီမယ်ကျန်တာမပြောသေးဘူးเนาะကဲကြည့်လိုက်ရအောင်ဒီမှာဒီလိုပလိုင်းပေါက်ထဲကအယုတ်အကြီးတွေတရုတ်ကို9000လို့ရှိတဲ့ရုပ်တွေကိုထည့်ပေးထားတယ်ဒီလိုယူကီပလိုင်းပေါက်တွေဒီမှာပလိုင်းပေါက်အသေးတွေရောဒီမှာဒီရုပ်တွေဆိုလို့ရှိရင်အထဲမှာ6កောင်9កောင်လောက်ထည့်ပေးထားတယ်ဒီလိုပလိုင်းပေါက်တွေနဲ့အဲ့တော့နှိုက်ရင်ပါလားမပါဘူးဆိုတာကလေးလိုပဲစဉ်းစားကြယူရီအခုစံပဲတစ်ခေါက်နှိုက်ပြလိုက်ပါမယ်ဒါမဲ့စကူးနိုင်တော့9စက္ကန့်အတွင်းနှိုက်ပေးရမယ်မျက်လုံးမိတ်စရာမလိုပါဘူးကြည့်ပြီးနှိုက်လို့ရပါတယ်ကဲစလိုက်ရအောင်ဟိုးကဲဒီလိုတစ်ခေါက်နှိုက်တာနဲ့တောင်မှဒီလိုတရုပ်ပါတယ်ဒီလိုတရုပ်ပါတယ်3000ခွဲကတော်တော်တန်နေပါပြီเนาะအဲ့ဒါမှမဟုတ်ဘူးကျမကပလိုင်းပေါက်လိုချင်တယ်ဆိုလို့ရှိရင်လည်းမထပ်နှိုက်ပြပါမယ်ဘလို့နိုင်နိုင်ကိုပါနေတာကြည်လဲပေးကြည့်တယ်မျိုးလုံးလည်းမိတ်ချင်မလို့ဆိုတော့ဒီစကုကတန်လားမတန်လားကလေးတွေပဲဆုံးဖြတ်လိုက်တော့ပထမတစ်ခေါက်နှိုက်လို့ဘာမှမပါလာဘူးဆိုလို့ရှိရင်ဒုတိယတစ်ခေါက် chance နှိုက်ခွင့်ရှိပါမယ်အခုလိုရန်တန်တဲ့တစ်ခါနှိုက်3000ခွဲနဲ့ဒီလိုဘလိုင်းပေါက်တွေဒီလိုအယုတ်ကြီးတွေပေါက်ချင်တယ်ဆိုလို့ရှိရင်တော့ Yuri Collection စမ်းချောင်းဆိုင်တစ်ခုထဲမှာပဲစီစဉ်ပေးထားပါတယ်ရှင်ဒါကြောင့် Yuri Collection စမ်းချောင်းဆိုင်ကိုလာရင်လည်းစကုနှိုက်ဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ရှင်အားလုံးပဲတတာ